ညောင်ကုန်ပါဝိုင်းအန်ဟောစရာသတင်းတွေ surprise news shocking news တွေဆိုတာကမီဒီယာလောကမှာလူတို့ရဲ့အာရုံစိုက်မှုကိုအမြင့်ဆုံးဖန်ဆားနိုင်တဲ့ attention grabber အစွမ်းထက်ဆုံးစိတ်ပညာဗျူဟာတစ်ခုဖြစ်ပါတယ်ရှင်အားလုံးပဲမင်္ဂလာပါရှင် Media Science Psychology တင်တဲ့ရဲ့ဒုတိယနောက်ဆုံးနေ့ semi final နေ့ day 4ကိုရောက်ရှိလို့လာပါပြီဒီကနေ့မှာတော့လူတွေရဲ့အာရုံကိုဖန်ဆားနိုင်စွမ်းအရှိဆုံးဖြစ်တဲ့ an origin surprise ရယ်စိတ်ခံစားချက်တွေကိုသတင်းထဲမှာဘယ်လိုဗျူဟာမြောက်မြောက်ထည့်သွင်းရေးသားရမလဲဆိုတာတွေကိုလေ့လာသင်ယူခွင့်ရခဲ့ပါတယ်လူတွေဟာတာမန်သတင်းတွေထက်ကိုလုံးဝထင်မှတ်မထားတဲ့အံ့ဩစရာတွေစမ်းသပ်စရာသတင်းစကားမျိုးတွေကိုပို့ပြီးတော့မှတ်မိလွယ်သတိပြုလွယ်တတ်ကြပါတယ်ရှင်။ဒါကြောင့်ပဲမီဒီယာတွေမှာ breaking news တွေအံ့ဩစရာဖြစ်ရမှန်တွေကိုပြည်သူတွေစိတ်ဝင်စားမှုမြင့်တက်အောင်ဘလို့စိတ်ပညာနည်းအရပုံဖော်တင်ဆက်ရမလဲဆိုတာတွေကိုဆန်းဆန်းတစ်သိရှိလေ့လာခွင့်ရခဲ့ပါတယ်ဒီကနေ့ရဲ့လက်တွေ့ဆောင်ရွက်ချက် practical activity တွေကလည်းတကယ်ကိုပွဲချမ်းခဲ့ပါတယ်ကျမတို့အဖွဲ့တွေအားလုံးစုပေါင်းပြီးတော့လူထုကိုအံ့ဩသွားစရာခေါင်းစဉ်တွေနဲ့မထင်မှတ်ထားတဲ့ဖြစ်ရမှန်သတင်းတွေကိုproject တွေအလိုက်လက်တွေ့ဖန်တီးခဲ့ကြပါတယ်တကိုယ်ရေးတန်ရှင်းမှုအော်မေးတော့မလို့ဒီကနေ့ surprise ဖြစ်တဲ့အံ့ဩစရာသတင်းတွေအပြင်ရွှန်ရှာမှုနဲ့ပတ်သက်တဲ့သတင်းအကြောင်းအရာခေါင်းစဉ်တွေကိုလည်းကျမတို့လေ့လာခွင့်ရခဲ့ပါတယ်ရွှန်ရှာမှုလို့ပြောလိုက်တဲ့အခါမှာမတန်ရှင်းမှုတွေညစ်ပတ်မှုတွေကိုပဲတွေးမြင်တတ်ကြပြီးတော့လူသားတွေရဲ့စိတ်ဓာတ်မတန်ရှင်းမှုတွေနဲ့ပတ်သက်ပြီးတော့လူသားတွေအသိပညာရအောင်ကျန်းမာရေးဘုဒ္ဓတာတွေရအောင်ဒါအပြင်အခြားသောကဘာကြီးကိုအကျိုးရှိနိုင်မဲ့သတင်းတွေကိုဖော်ပြတင်ဆက်လို့ရအောင်လို့စိတ်ပညာကိုအသုံးပြုပြီးတော့ဘယ်လိုရေးသားတင်ဆက်ပြီးတော့လူတွေရဲ့နှလုံးသားကိုဘယ်လိုထိုးဖောက်ဝင်အောင်လဲဆိုတာတွေကိုလည်းကျမတို့လက်တွေ့လှုပ်ဆောင်ပြခဲ့ကြပါတယ်ရှင်ဒီကနေ့သင်ခန်းစာပြီးသွားတဲ့အခါမှာမီဒီယာသမားတယောက်အနေနဲ့လူတွေရဲ့စိတ်ဝင်စားမှုကိုရေရှည်ဆွဲဆောင်ထားနိုင်ဖို့အန်အောစမ်းသစ်မှုတွေကိုဘယ်လိုမှန်မှန်ကန်ကန်ဖန်တီးရမလဲဆိုတော့တကယ်အဖို့တန်တဲ့ပညာရက်တွေကိုလည်းရရှိလိုက်ပါတယ်။မနေ့ပြန်ဆိုရင်တော့ကျမတို့ဒီသင်တန်းကြီးရဲ့9ရက်တာနောက်ဆုံးပိတ် day 5ကိုရောက်ရှိပြီပဲဖြစ်ပါတယ်။နောက်ဆုံးနေ့မှာလည်းဘယ်လိုသင်ခန်းစာတွေကစောင့်ကြနေအောင်လဲဆိုတာကိုရင်ခုန်နေပါပြီရှင်။အားလုံးပဲ bye bye